မြန်မာဘောလုံးချစ်ပရိသတ်များအားလုံးပဲမင်္ဂလာပါမနက်ဖြန်မေလ1ရက်နေ့တောက်ကြနေ့မှာတော့အမျိုးသမီးအာရှယူဆက်ခွန်ဖလားဘောလုံးပြိုင်ပွဲကြီးကတရုတ်နိုင်ငံမှာစတင်ကျင်းပတော့မှာဖြစ်ပါတယ်秀ပေးလာပြီပြင်ပြရမယ်ရလာသေးမယ်မာသေးမယ်秀ထပ်ပေးလာတယ်အေးရထိန်တာရောက်လာပြီအဲ့လေစိုင်းကျော်နာပိတ်ပြီတကယ်ကိုကောင်းမွန်တဲ့အချိန်ဆက်ချိန်သားကြိုက်တဲ့နားလည်မှုတွေနဲ့ပဲမြမသေးနောက်ထပ်ဥဆောင်ကိုတကိုထပ်ပြီးတော့ရသွားခဲ့ပြီဖြစ်ပါတယ်အမျိုးသမီးဘောလုံးဆိုလို့ကျွန်တော်တို့ဘောလုံးမှာဒါကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းတွေကတကယ်ကိုအဆင့်အလာတစ်ခုနဲ့ဒီအာရှမှာရပ်တည်နေတဲ့အသင်းတစ်သင်းဖြစ်ပါတယ်ကျွန်တော်တို့အာဆီယံဒေသအတွင်းကကမ္ဘာဖလား2ကြိမ်ဆက်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိထားခဲ့တဲ့ဖိလစ်ပိုင်အမျိုးသမီးအသင်းကိုပြီးခဲ့တဲ့စီးဂိမ်းပြိုင်ပွဲမှာမြန်မာအသင်းအနိုင်ယူခဲ့ပါတယ်ကျွန်တော်အာဆီယံဒေသအတွင်းကထိုင်းတို့ဗီယက်နမ်တို့မကြော်ဖြတ်နိုင်ဘဲနဲ့ဒါကျွန်တော်ချန်ပီယံဆုပေးခဲ့ရတယ်။ဒါအပြင်ကိုမှကျွန်တော်တို့ကမ္ဘာဖလားဝင်ခွင့်ကိုပါထပ်မံရရှိသွားတဲ့ဖိလစ်ပိုင်လိုအသင်းမျိုးကိုမြန်မာအသင်းကအနိုင်ကစားခဲ့တာပါ။ဒါကျွန်တော်လမ်းကြုံတုံးပေါ့နော်။ဒါကျွန်တော်တို့မြန်မာအမျိုးသမီးဘောလုံးအသင်းတွေဘလောက်ကောင်းလဲဆိုတာကိုဒါကျွန်တော်ပြောပြတာပါ။လက်ရှိမှာတော့ဒါကျွန်တော်တို့မြန်မာအမျိုးသမီးဘောလုံးအသင်းတွေတဲကအသင်းတစ်သင်းဖြစ်တဲ့မြန်မာလက်ရွေးစင်အသက်18နှစ်အောက်အမျိုးသမီးဘောလုံးအသင်းရဲ့အာရှဖလားပွဲစဉ်ကရှိနေပါတယ်အဲ့တော့ကျွန်တော်ပထမဆုံးအနေနဲ့အာရှယူဆက်ခွန်အမျိုးသမီးဘောလုံးပြိုင်ပွဲအကြောင်းကိုပထမဆုံးပြောရရအောင်ဒီပြိုင်ပွဲကိုတော့ကျွန်တော်တို့2005ခုနှစ်ကစတင်ကျင်းပခဲ့တာဖြစ်တယ်လက်ရှိ2026ခုနှစ်မှာတော့10ကြိမ်မြောက်ကျင်းပမှာဖြစ်ပါတယ်ပြိုင်ပွဲရဲ့အောင်မြင်ဆုံးအသင်းကတော့မြောက်ကိုရီးယားအမျိုးသမီးအသင်းဖြစ်ပါတယ်မြောက်ကိုရီးယားအမျိုးသမီးအသင်းအနေနဲ့ကဒီပြိုင်ပွဲမှာစုစုပေါင်းချန်ပီယံ၄ချိန်အထိကိုဖြစ်ထားခဲ့တာပါကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသမီးယူဆက်ခွန်အသင်းအနေနဲ့ကလည်းအာရှယူဆက်ခွန်ဖလားပြိုင်ပွဲတွေကိုလက်ရှိ2026ခုနှစ်မှာဒုတိယအကြိမ်မြောက်ပြန်လည်ဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိတာဖြစ်ပါတယ်2009ခုနှစ်အာရှယူဆက်ခွန်ဖလားပေါ့နော်အဲ့ဒီချိန်တုန်းကတော့အာရှယူ16ဖလားလို့ကျွန်တော်တို့ခေါ်ပါတယ်နောက်ပိုင်းမှာဒါကျွန်တော်တို့အာရှယူဆက်ခွန်ဆိုပြီးတော့နာမည်ပြောင်းလဲခဲ့တာဖြစ်တယ်အဲ့တော့2009ခုနှစ်အမျိုးသမီးအာရှယူ16ဖလားပြိုင်ပွဲမှာမြန်မာလက်ရွေးစင်အမျိုးသမီးအသင်းခြေစစ်ပွဲအောင်မြင်ခဲ့ပြီးတော့ဒါကျွန်တော်တို့2026ခုနှစ်ရောက်မှဒါမြန်မာလက်ရွေးစင်အမျိုးသမီးယူဆက်ခွန်အသင်းကအာရှအဆင့်အာရှဖလားပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ပထမဆုံးအနေနဲ့ဒါကျွန်တော်တို့မြန်မာလက်ရွေးစင်ယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းကိုကျွန်တော်တို့တစ်ချက်ကြည့်လိုက်ရအောင်ကျွန်တော်တို့ဒီအမျိုးသမီးအသင်းလေးကိုကျွန်တော်ဘယ်ချိန်မှာစပြီးသတိထားမိလဲဆိုလို့ရှိရင်လွန်ခဲ့တဲ့ဒါကျွန်တော်တို့2025ခုနှစ်ကျွန်တော်တို့8လပိုင်းပေါ့နော်ဩဂတ်လထဲမှာရှင်ပြိုင်ကစားခဲ့တဲ့အာဆီယံ U16အမျိုးသမီးဘောလုံးပြိုင်ပွဲမှာစတင်ခဲ့တာပါအဲ့ဒီပြိုင်ပွဲမှာတော့ဒါကျွန်တော်တို့အသက်16နှစ်အောက်အာဆီယံဒေသအတွင်းဘောလုံးအသင်းတွေဝင်ရောက်ရှင်ပြိုင်ကြပါတယ်အဲ့ဒီပြိုင်ပွဲမှာလည်းဒါကျွန်တော်တို့3သင်းစီပါတဲ့အုပ်စု3အုပ်စုမှာမြန်မာအသင်းကဗီယက်နမ်ကမ္ဘောဒီးယားတို့နဲ့တအုပ်စုထဲကြာရောက်ခဲ့ပါတယ်အုပ်စုပွဲစဉ်2ပွဲမှာဒီမြန်မာ U16 အမျိုးသမီးအသင်းကကမ္ဘောဒီးယားကိုအုပ်စုအဖွင့်ပွဲစဉ်မှာ4ဂိုးတဂိုးနဲ့နိုင်တယ်အုပ်စုဒုတိယပွဲစဉ်မှာတော့ဗီယက်နမ်အသင်းကို2ဂိုးမရှိနဲ့ရှုံးတယ်ပြိုင်ပွဲရဲ့ဒါစီကန်းအရာအုပ်စုထိပ်ဆုံးသင်းစီနဲ့အကောင်းဆုံးအုပ်စုဒုတိယပဲတက်တဲ့နေရာမှာမြန်မာအသင်းအုပ်စုဒုတိယရခဲ့တယ်ဒါပေမဲ့လည်းအကောင်းဆုံးအုပ်စုဒုတိယနေရာတော့မရရှိခဲ့ဘူးအဲ့တော့ဒီအာဆီယံ U16 ပြိုင်ပွဲကဒီလက်ရှိမြန်မာလက်ရွေးစင် U17 ကစားသမားလေးတွေဖြစ်တဲ့ရှင်းသက်ဖြူစင်ပြုံးပင်မြင့်ရန်အဆိုင်ထွက်နန်းတို့ဒါစတင်ပြီးတော့ရှင်ပြိုင်ကစားခဲ့တဲ့ပြိုင်ပွဲတစ်ပွဲလို့လဲဆိုလို့ရပါတယ်အဲ့ဒီပြိုင်ပွဲပြီးတဲ့နောက်ပေါ့နော်ဒါကျွန်တော်နောက်ထပ်3လလောက်ပဲကြာတယ်ပေါ့နော်ဒါကျွန်တော်တို့10လပိုင်းလောက်မှာအမျိုးသမီးအာရှယူဆက်ခွန်ဖလားပြိုင်ပွဲအတွက်ခြေစစ်ပွဲတွေကိုမြန်မာယူဆက်ခွန်အမျိုးသမီးအသင်းထပ်မံပြီးတော့ရှင်ပြိုင်ကစားရပါတယ်အဲ့ဒီအခါမှာလဲဒါကျွန်တော်တို့ဒီမြန်မာယူဆက်ခွန်အသင်းကိုပြီးခဲ့တဲ့ဒီအာဆီယံ U16 ပြိုင်ပွဲဝင်ခဲ့တဲ့
လူအစုအဖွဲ့နဲ့ပဲထပ်မံပြီးတော့ခြေစစ်ပွဲကိုဝင်ရောက်ရှစ်ပြိုင်ခဲ့တယ်ခြေစစ်ပွဲအဆင့်မှာတော့မြန်မာအသင်းအနေနဲ့ကအင်ဒိုနီးရှားမကာအိုမိုဂိုလီးယားအသင်းတွေနဲ့တအုပ်စုတွေကြာရောက်ခဲ့ပါတယ်အဲ့ဒီခြေစစ်ပွဲတွေကိုလည်းကျွန်တော်တို့မြန်မာနိုင်ငံကအိမ်ရှင်ဖြစ်နဲ့လက်ခံကျင်းပခွင့်ရရှိခဲ့ပါတယ်အဲ့ဒီပြိုင်ပွဲမှာဒါကျွန်တော်တို့အုပ်စုအတွင်းကမိုဂိုလီးယားအသင်းပြိုင်ပွဲကိုပါဝင်ရှင်းပြိုင်နိုင်ခြင်းမရှိတာကြောင့်ဒါကျွန်တော်တို့အုပ်စုထဲမှာမကာအိုအင်ဒိုနီးရှားမြန်မာ၃သင်းပဲကျန်တယ်အဲ့တော့ကျွန်တော်တို့အုပ်စုပွဲစဉ်2ပွဲကစားတဲ့အခါမှာမြန်မာအသင်းအနေနဲ့အုပ်စုပထမပွဲမှာမကာအိုကို9ဂိုးပြတ်နေနိုင်တယ်အုပ်စုဒုတိယပွဲစဉ်မှာတော့အင်ဒိုနီးရှားအသင်းကိုတဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ရယူပြီးတော့ဒါကျွန်တော်တို့2ပွဲကစား2ပွဲနိုင်တဲ့အုပ်စုထိပ်ဆုံးနေရာကနေအာရှယူဆက်ခွန်အမျိုးသမီးဖလားပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းရှင်ပြိုင်ကစားခဲ့တဲ့အာဆီယံယူ16အမျိုးသမီးပြိုင်ပွဲနဲ့ဒီအာရှယူဆက်ခွန်အမျိုးသမီးဖလားခြေစစ်ပွဲစဉ်တွေမှာမြန်မာအမျိုးသမီးအသင်းအတွက်အဓိကခြေစွမ်းပြပြီးတော့ကစားခဲ့တဲ့ကစားသမားတွေကိုကြည့်မယ်ဆိုရင်ပင်မြင့်ရန်အသင်းကောင်းဆောင်ပေါ့နော်ပြီးရင်ကျွန်တော်ရှင်းသက်ဖြူစင်ပြုံးအဆိုင်ထွန်နန်တို့ကခြေစွမ်းပြခဲ့တာကိုတွေ့ရပါတယ်ဒီခြေစစ်ပွဲနဲ့ဒါကျွန်တော်အာဆီယံဖလားပြိုင်ပွဲတွေမှာပင်မြင့်ရန်ကသွင်းကို၄ကိုရှင်းသက်ဖြူစင်ပြုံးကသွင်းကို၄ကိုအထိသွင်းယူနိုင်ခဲ့ပြီးတော့အဆိုင်ထွန်နန်ကတော့သွင်းကို2ကိုအထိသွင်းယူပေးနိုင်တာကိုတွေ့ရပါတယ်ဒီသွင်းကိုတွေကဒါကျွန်တော်တို့မြန်မာအသင်းဒါကျွန်တော်မြန်မာအမျိုးသမီးအသင်းရရှိခဲ့တဲ့ဒါကျွန်တော်တိုက်စစ်ကသွင်းကိုအားလုံးနီးပါးကိုဒီကစားသမားတွေကသွင်းယူခဲ့တာကိုတွေ့ရပါတယ်အဲ့တော့မြန်မာလက်ရွေးစင်အမျိုးသမီးယူဆက်ခွန်အသင်းအနေနဲ့ကဒါကျွန်တော်2025ခုနှစ်10လပိုင်းလောက်မှာကျွန်တော်အာရှယူဆက်ခွန်ဖလားပြိုင်ပွဲခြေစစ်ပွဲကိုအောင်မြင်ခဲ့ပြီးနောက်ပိုင်းပေါ့နော်ကျွန်တော်တို့17လပိုင်း12လပိုင်း1လပိုင်း2လပိုင်း4လလောက်တိတိပေါ့နော်ကျွန်တော်ဘောလုံးနဲ့ဝေးကွာသွားတယ်ဒီအာရှဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းအနေနဲ့ကဘောလုံးပွဲတွေနဲ့တော်တော်လေးကိုဝေးကွာသွားတယ်အဲ့ဒီကျွန်တော် match လာပေါ့နော်2026 match လာလောက်အရောက်မှကျွန်တော်ဒါအိန္ဒိယယူဆက်ခွန်အမျိုးသမီးအသင်းနဲ့ရန်ကုန်မြို့မှာခြေစမ်းပွဲ2ပွဲကစားတယ်အိန္ဒိယယူဆက်ခွန်အမျိုးသမီးအသင်းဆိုတာကလည်းဒါကျွန်တော်အာရှယူဆက်ခွန်ဖလားပြိုင်ပွဲကိုဒါခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒါကျွန်တော်အာရှဖလားခြေစစ်ပွဲအောင်မြင်ထားတဲ့အသင်းအချင်းချင်းဒါခြေစမ်းပွဲ2ပွဲရန်ကုန်မြို့မှာပဲဒါကျွန်တော်အိမ်ရှင်ဖြစ်နေလက်ခံကစားတယ်အဲ့ဒီ2ပွဲစလုံးမှာဒါကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသမီးအသင်းရုပ်ပြက်ဆင်းပြက်နဲ့ကိုရှုံးနေခဲ့ပါတယ်ပထမခြေစမ်းပွဲမှာကျွန်တော်တို့ဒါရုပ်ပြက်ဆင်းပြက်ပဲဗျာတကိုးမတော့မရဘူး2စီးဆိုတဲ့ရလဒ်နဲ့ရှုံးတယ်ဒုတိယခြေစမ်းပွဲစဉ်မှာလည်းဒါအိန္ဒိယအသင်းကို2-1နဲ့အနိုင်ယူထားပြီးတော့မှ3-2ဆိုတဲ့ရလဒ်နဲ့ပြန်လည်ပြီးတော့ရှုံးနေခဲ့ပါတယ်ဒီနေရာမှာဒါကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသမီးယူဆက်ခွန်အသင်းကိုအာရှဖလားခြေစစ်ပွဲတွေပြီးသွားတဲ့နောက်ပိုင်းပြန်လည်ပြီးတော့ကစားကွင်းတွေထဲမှာပြန်လည်မြင်တွေ့ရတာဖြစ်ပါတယ်အဲ့ဒီအချိန်မှာတော့ဒါကျွန်တော်တို့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းရဲ့ခြေစွမ်းကပြီးခဲ့တဲ့ခြေစစ်ပွဲတွေမှာပြသခဲ့တဲ့ခြေစွမ်းနဲ့လုံးဝတခြားစီဖြစ်နေတယ်ကစားသမားတွေရဲ့ကြက်ခိုင်မှုပိုင်းအရှိတမ်းမှာဆိုကျွန်တော်ခုနကပြောသွားတဲ့ရှင်းတန်းဖြူစင်ပြုံးပင်မြင့်ရန်တို့ကအစဘလို့မှဒါကျွန်တော်တို့အားကိုးလို့မရခဲ့ဘူးဒီခြေစမ်းပွဲတွေမှာပေါ့နော်ဒါကတော့ဒါကျွန်တော်တို့အနည်းဆက်ဆုံးဖြစ်တယ်အဲ့တော့ဒါကျွန်တော်တို့ခြုံပြီးတော့တွက်ကြည့်လိုက်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းအနေနဲ့ကဒါပြိုင်ပွဲတွေတောက်လျှောက်မှာစုစုပေါင်း6ပွဲအထိဒါကစားခဲ့တယ်ခြေစမ်းပွဲ2ပွဲအပါဝင်ပေါ့နော်အဲ့ဒီ6ပွဲမှာကျွန်တော်တို့3ပွဲနိုင်3ပွဲရှုံးဆိုတဲ့ရလဒ်ကိုရရှိထားတယ်အဲ့တော့ဒါဘာပဲဖြစ်ကျွန်တော်ပြောသွားတဲ့ဒီပင်မြင့်ရန်ရှင်းသက်ဖြူစင်ပြုံးတို့ရဲ့အစုအဖွဲ့ရဲ့ဒါကျွန်တော်တို့နိုင်ငံတကာတရားဝင်ပွဲစဉ်တွေလို့ဆိုလို့ရပါတယ်အဲ့တော့ဒီပွဲစဉ်6ပွဲမှာမြန်မာအသင်း3ပွဲနိုင်ထားတယ်3ပွဲရှုံးထားတယ်ဒီခြေစွမ်းတွေကိုခြုံငုံပြီးတော့သုံးသပ်လိုက်မယ်ဆိုလို့ရှိရင်တော့ဒါဒီခြေစွမ်းနဲ့ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာယူဆက်ခွန်အမျိုးသမီးအသင်းဒီအာရှဖလားပြိုင်ပွဲမှာအောင်မြင်မှုရဖို့ကတော့တော်တော်လေးကိုခဲရင်းမဲ့အနေအထားလို့တော့ကျွန်တော်မြင်မိပါတယ်အမျိုးသမီးအာရှယူဆက်ခွန်ဖလားပြိုင်ပွဲမတိုင်ခင်ပြီးခဲ့တဲ့ကျွန်တော်တို့ဧပြီလ19ရက်နေ့လောက်ခတဲ့ကူကကျွန်တော်မြန်မာလက်ရွေးစင်အမျိုးသမီးယူဆက်ခွန်အသင်းအနေနဲ့ကဒါပြိုင်ပွဲကျင်းပမဲ့တရုတ်နိုင်ငံကိုတွားရောက်နေထိုင်လေ့ကျင့်ပြီးတော့ဒါခြေစမ်းပွဲတွေကစားတယ်ဒါ training တွေကိုပြုလုပ်နေတာဆိုလို့ရှိရင်လက်ရှိမှာဆိုလို့ရှိရင်ဒါကျွန်တော်တို့10ရက်ကျော်ဆိုတဲ့အနေအထားမျိုးဖြစ်နေပြီအဲ့တော့ပြိုင်ပွဲမတိုင်ခင်တရုတ်နိုင်ငံကို10ရက်ကျော်လောက်လာပြီးတော့ကြိုနေတယ်ကြိုပြီးတော့ဒီနိုင်ငံနဲ့အသားကျအောင်လို့ဒါကစားသမားတွေကို training လေးတွေပေးနေတယ်ဆိုတာကတော့ဒါအကျိုးရှိစေတယ်လောက်ရတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့မြန်မာဘောလုံးအဖွဲ့ချုပ်ကိုလည်းဒါချီးကျူးခြင်းနဲ့ဒါအပြင်ကိုဒါကျွန်တော်တို့တရုတ်နိုင်ငံမှာရောက်နေတဲ့အချိန်မှာလည်းဖိလစ်ပိုင်ယူဆက်ခွန်အမျိုးသမီးအသင်းနဲ့ခြေစမ်းပွဲတွေကစားတယ်ပြီးတော့ဒေတာတွင်းလူငယ်အမျိုးသမီးအသင်းတွေနဲ့ခြေစမ်းပွဲကစားတယ်
ဒီခြေစမ်းပွဲတွေရဲ့ရလဒ်တွေကိုတော့မြန်မာဘောလုံးအဖွဲ့ချုပ်အနေနဲ့ကတော့ထုတ်ပြန်ကြေညာခြင်းတော့မရှိပါဘူးအဲ့တော့ကျွန်တော်တို့ဒီ2026အမျိုးသမီးအာရှယူ19ဖလားပြိုင်ပွဲကိုတရုတ်နိုင်ငံမှာကျင်းပမယ်စုစုပေါင်းဒါကျွန်တော်တို့အသင်း12သင်းပါဝင်တယ်အဲ့ဒီ12သင်းကိုကျွန်တော်တို့အသင်း4သင်းစီပါတဲ့အုပ်စု3အုပ်စုခွဲလိုက်ပါတယ်ကျွန်တော်တို့ဒါပြိုင်ပွဲရဲ့စီးမြင့်အရာဆိုလို့ရှိရင်တော့အုပ်စုပထမနေရာနဲ့အုပ်စုဒုတိယနေရာရရှိတဲ့အသင်း2သင်းကတော့ဒါကျွန်တော်တို့ quarter final ကိုဓာတ်ရိုက်တက်ရောက်ခွင့်ရမယ်ပြီးသွားလို့ရှိရင်တော့ဒါကျွန်တော်တို့အုပ်စု3ခုစလုံးရဲ့အကောင်းဆုံးအုပ်စုတတိယအသင်း2သင်းကလည်းquarter final အဆင့်ကိုတက်ရောက်ခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့အုပ်စုဒါကျွန်တော်တို့တစ်ခုချင်းစီကနေအနည်းဆုံးအသင်း2သင်းကနေအများဆုံးအသင်း3သင်းအထိဒါကျွန်တော်တို့ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခြေရှိနေပါတယ်အဲ့တော့ကျွန်တော်တို့2026အမျိုးသမီးအာရှယူ19ဖလားပြိုင်ပွဲရဲ့အုပ်စု A မှာဆိုလို့ရှိရင်အိမ်ရှင်တရုတ်မြန်မာထိုင်းဗီယက်နမ်အုပ်စု B မှာဂျပန်ဩစတြေးလျအိန္ဒိယလက်ဘနွန်အုပ်စု C မှာတော့မြောက်ကိုရီးယားတောင်ကိုရီးယားဖိလစ်ပိုင်နဲ့တရုတ်တိုင်ပေအသင်းတွေပါဝင်ပါတယ်တကယ်ကိုမှဒါကျွန်တော်တို့အာရှတိုက်ကဒိတ်ဒိတ်ကျဲအကောင်းဆုံးအမျိုးသမီးလူငယ်အသင်းတွေပါဝင်ရှင်ပြိုင်ကြမဲ့2026အာရှယူ19အမျိုးသမီးဘောလုံးပြိုင်ပွဲကတော့တကယ်ကိုအကျိတ်အနယ်ရှိမှသိကြပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာလက်ရွေးစင်အမျိုးသမီးယူ19အသင်းရဲ့ပွဲစဉ်လေးတွေကိုတစ်ချက်ကြည့်လိုက်ရအောင်မြန်မာအမျိုးသမီးယူ19အသင်းအနေနဲ့ကအုပ်စုအဖွင့်ပွဲစဉ်အဖြစ်မနက်ဖြန်မေလ1ရက်နေ့မြန်မာစံတော်ချိန်ည6နာရီအချိန်မှာတော့တရုတ်အသင်းနဲ့ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။အုပ်စုဒုတိယပွဲစဉ်အဖြစ်ကတော့မေလ4ရက်နေ့တနင်္လာနေ့ပေါ့နော်မြန်မာစံတော်ချိန်နေ့လယ်2နာရီမှာထိုင်းအသင်းနဲ့ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းရဲ့အုပ်စုနောက်ဆုံးပွဲစဉ်ကတော့မေလ9ရက်နေ့ကြာသပတေးနေ့ပေါ့နော်။အဲ့ဒီနေ့မှာတော့ဒါကျွန်တော်တို့မြန်မာစံတော်ချိန်ည6နာရီမှာဗီယက်နမ်အသင်းနဲ့အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ်ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။မြန်မာအသင်းရဲ့အုပ်စုပွဲစဉ်တွေအားလုံးကိုတော့ဒါကျွန်တော်တို့ AFC Asian Cup ဆိုတဲ့ဒါ YouTube Channel ကနေပြီးတော့ဓာတ်ရိုက် live ထုတ်လွှင့်ပြသသွားမယ်ဆိုပြီးတော့ကျွန်တော်တို့သိရှိရပါတယ်အဲ့တော့ဒါကျွန်တော်တို့မြန်မာဘောလုံးချစ်ပရိသတ်တွေအနေနဲ့က YouTube ကနေပြီးတော့ပဲဒါကျွန်တော်တို့ဘောလုံးပွဲတွေကို ACC ကြည့်ရှုခွင့်ရမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့မြန်မာအမျိုးသမီးအသင်းအနေနဲ့ကအုပ်စုအဖွင့်ပွဲစဉ်မှာကအိမ်ရှင်တရုတ်အသင်းနဲ့ရင်ဆိုင်ရမှာဆိုတော့ဒီပွဲစဉ်ကတော့မြန်မာအမျိုးသမီးအသင်းအတွက်စိန်ခေါ်မှုတော်တော်လေးကိုကြီးမားမဲ့ပွဲစဉ်ပါအဆိုပါပွဲစဉ်မှာမြန်မာအသင်းရလက်ကောင်းတာရရှိခဲ့မယ်ဆိုရင်ကျွန်တော်တို့နောက်တစ်ဆင့်ကိုတက်ရောက်ဖို့အတွက်ကိုတကယ်ကိုအခြေအနေကောင်းသွားမှာပါကျွန်တော်တို့အာဆီယံပြိုင်ဘက်တွေဖြစ်တဲ့ထိုင်းတို့ဗီယက်နမ်တို့ကိုတော့ကျွန်တော်တို့တူတင်ကိုတင်ရှင်ကန်နိုင်တဲ့အနေအထားမျိုးရှိတယ်တရုတ်ကိုတော့ဒါကျွန်တော်တို့နည်းငယ်တော့ဒါအိမ်ရှင်နဲ့ဖြစ်တဲ့အနေအထားမှာကျွန်တော်တို့အနေငယ်တော့ရှိန်တာမျိုးတော့ဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဘာပဲဖြစ်ဖြစ်ဒါကျွန်တော်တို့မြန်မာအမျိုးသမီးလေးတွေကိုကျွန်တော်တို့အတူတူအားပေးရမှာဖြစ်ပါတယ်ဒီအာရှဖလားဆိုတဲ့ပြိုင်ပွဲကိုခြေစစ်ပွဲအောင်မြင်ဒါနဲ့တင်ဒါကျွန်တော်တို့မြန်မာအမျိုးသမီးလေးတွေကိုဒါကျွန်တော်တို့ကချီးကျူးနေရမှာဖြစ်တယ်ဒီပြိုင်ပွဲမှာလည်းနိုင်ရှုံးအကောင်းဆုံးရှင်ပြိုင်နိုင်ဖို့ကျွန်တော်တို့ကညှော်လင့်ရမှာဖြစ်တယ်ပြီးတော့လို့ရှိရင်ဒါကျွန်တော်တို့ဒီအာရှအမျိုးသမီးဖလားပြိုင်ပွဲကနေပြီးတော့လေကမ္ဘာဖလားယူဆက်ခွန်ပြိုင်ပွဲကိုဝေရောက်ရှင်ပြိုင်ခွင့်ရရှိနေပါတယ်ဒီအာရှယူဆက်ခွန်ဖလားပြိုင်ပွဲမှာပထမဒုတိယတတိယနေရာရရှိခဲ့တဲ့အသင်း3သင်းကကမ္ဘာဖလားယူဆက်ခွန်အမျိုးသမီးပြိုင်ပွဲကိုဓာတ်ရိုက်ဝေရောက်ရှင်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်အဲ့တော့ဒါကျွန်တော်တို့ကမ္ဘာဖလားအမျိုးသမီးယူဆက်ခွန်ဖလားပြိုင်ပွဲတွေမှာနှစ်ကြိမ်စတိုက်ဘိုးဆွဲခဲ့တဲ့မြောက်ကိုရီးယားယူဆက်ခွန်အမျိုးသမီးအသင်းကလည်းယခုအာရှဖလားပြိုင်ပွဲမှာပါဝင်နေပါတယ်။ဘာပဲဖြစ်ဖြစ်မြောက်ကိုရီးယားယူဆက်ခွန်အသင်းနဲ့ဒါကျွန်တော်တို့မြန်မာယူဆက်ခွန်အသင်းတအုပ်စုတဲ့မကြတာကိုပဲကျွန်တော်အနေနဲ့ကတော်တော်လေးကိုကျေးဇူးတင်ပါတယ်။အဲ့တော့ဒါကျွန်တော်မနေ့ဖြတ်မှာစတင်တော့မယ်။မြန်မာလက်ရွေးစင်ယူဆက်ခွန်အမျိုးသမီးဘောလုံးအသင်းရဲ့အာရှဖလားပွဲစဉ်တွေကိုကျွန်တော်တို့ AFC Asian Cup YouTube Channel မှာကျွန်တော်တို့တူတူတွားရောက်အားပေးချရအောင်။ကျွန်တော်နဲ့အတူတူကြည့်ရှုမဲ့ညီကိုတွေကလည်းကျွန်တော်နဲ့အတူတူလာရောက်ပြီးတော့ကြည့်ရှုလို့ရတယ်ဆိုတဲ့အကြောင်းကိုကျွန်တော်အသိပေးလိုက်ပါတယ်မြန်မာဘောလုံးလောကနဲ့ပတ်သက်တဲ့သတင်းအချက်အလက်အကြောင်းအရာတွေကိုအမြဲတမ်းသိရှိချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ BDTV ဆိုတဲ့ channel လေးကို subscribe လုပ်လေးနှိပ်ထားဖို့လည်းမမေ့ကြပါနဲ့ဦးဗျာ